ကချင်းနဲ့ရောက်လာတယ်နေမစီတဲ့မတ်ရတဲ့နဲ့တော်နေပြီးတဲ့ငါ့အပြေတစ်ချိန်ကစိုးပေခဲ့လဲနေစိတ်နဲ့ငါပြင်ဆင်နေခဲ့တများဆိုတာဘေးလူကဘာလို့နေငါကြောက်နေလဲအခုချိန်ငါတို့စစ်ကရအားလုံးတက်ဖို့လိကပြင်နိုင်ရင်မိုးတဲ့ရတဲ့လေးတဲ့အင်္ဂါစီကဒီနောက်ကိုပြေးလာခြင်းနဲ့စိတ်ကူးတွေကငါတွေ့တာဘာဖြစ်လို့စစ်ကလေးတဲ့ဒီလေးကုန်းကဝေခွင့်ပြနေငယ်ခဏမေးတာဘာလို့သူ့ကိုဒီလောက်ကောင်းလဲအတိတ်တွေမေးထားလိုက်တော့ဘယ်တော့မှနေမဖောင်းခဲ့ဒီမှာဒီပြန်လာချိန်လေးချင်းတွေပါမစိတ်ကပြန်လာတန်တာမိဒီစိတ်ကူးနဲ့ရေလေးထားလာနေကိုလွမ်းအခုတော့ဒိုးနဲ့ရောက်ကမစုံနိုင်အောင်ကဘာတစ်ဖက်စီစိတ်ကူးနဲ့နေကိုလွမ်းရင် online ဘောကငါတက်စီ Facebook နဲ့နေတဲ့ပုံစံငါရင်ထဲမှာဆွေးညာနဲ့ဒီတစ်ချက်နဲ့အတော့ကိုခံစားချက်နဲ့ရေးဆက်ထားတယ်နောက်ထပ်3နှစ်ဆိုရင်မြန်မာပြည်ကိုပြန်လာမယ်တဲ့မိနစ်ပေါင်း165ရုံးနဲ့သာစီးရထားတယ်။သုံးနိုင်ငံစီးရတဲ့ကစိတ်ကူးတဲ့မှာဓာတ်နဲ့တာပွဲတိုင်းစားမဲ့တန်ရောစင်နဲ့ရှိတဲ့နားမှာမြဲပါစားမယ်။နောက်ပေါ်ရဲ့ net မီးသွင်းဆုံးရတဲ့စိတ်တိုင်းကို online မှာတက်ပြီးငါကားရီကိုလာနေတိုင်းကိုမတကြနေရတဲ့စိတ်မှာတွေ့ပြီးတဲ့ရေဆိုစိတ်တဲ့ချိန်ပြန်လာခဲ့ကစစ်စာရှိဆိုစောင့်နေလို့နောက်ပြီးတော့ခုချိန်ဆိုရင်နေပါတယ်လုံးနေပါနဲ့နောက်ပြီးတဲ့ခြားသက်လမ်းနဲ့တိုင်းတော့ဘာမှမစုံနေပါနဲ့မိုက်ထောင်စီဝေးနေပေမဲ့ငါစိတ်ထဲနေရှိနေတာပဲကြောက်လေတဲ့တန်ရောစင်နဲ့နင်းတဲ့ရောက်တော့ဖြစ်နေပါမယ်အခုတော့ငါတက်ရောက်တဲ့ရေလေးစားကနေကိုဒန်းတဲ့တစ်ချိန်ကဆက်သက်ကြားနေနေတွေ့တော့အားလုံးခံရဖျားသူစိတ်ရောရဲတဲ့နေတာငါဘဝရဲ့နိုင်ဝင်းရင်ကမဟုတ်တာဟုတ်တာကောင်းနေနေတော့ဒါကမနိုင်ချိန်မှနီးမှလာစိတ်ထဲကမှန်းသားမှုနဲ့စိတ်တစ်ခုရဲ့ခီးအစမှာဒီရှိမှတွေ့တော့မှာပေါ့ငါဘဝရဲ့မနဲ့စိတ်ကစိတ်နဲ့ကြောင်းချက်ချောင်းတဲ့နေတော့ပေါင်းဖက်မလား online မှာစားတယ်ဆိုရင် online မှာပဲစိတ်ဆိုင်တယ်စိတ်ရဲ့ရှိနေပဲကဘယ်တော့မှတော့မဟုတ်နိုင်နဲ့သုံးသားမဲ့ဆိုင်ရောက်တဲ့နေနဲ့ရောက်တာငါဘဝအတွက်နေတိုင်းကိုလိုအပ်နေတဲ့ရင်းနှီးတွေစတန်းဝေးတယ်မြန်မာပြည်နယ်နံပါတ်ရဟိုးဝေးကစိတ်သူတွေကိုစိတ်ထဲမှာပြေးလာခြင်းမဖြစ်နိုင်တဲ့ဒီလိုဘဝတို့တယောက်တည်းကန်စားရလမ်းနေရတဲ့ဒီလိုညတို့ရေးဆက်ထားဒီတစ်ချင်းက online ပေါ်ကဖြစ်ရကဆိုဒီရတဲ့ချင်းရတဲ့ကနေနဲ့တော့ online မှာကြားရတယ်ဒီစားဦးမသုံးတဲ့နေညဘက်ရောက်တဲ့ site တဲ့ကြားရတယ်ပုံနဲ့ကနန်းနေပြီးတော့ကောင်းနေနေကဘာလို့ကြားရတယ်ဒီနားကိုမုန်းသွားပါတယ်ဒီလိုခုတော့အားလေးကောင်း